What's up အားလုံးပဲမင်္ဂလာပါကျွန်တော် The 4 Eyes Dude ကရကူပါဒီနေ့မှာတော့ကျွန်တော်က PVP guide အပြင် Infinite Template ရဲ့ Moral Rogue Dart ရဲ့ကိုဘယ်လိုမျိုးအထာကြကြသုံးရမလဲပြီးတော့ဘယ်လိုမျိုး combo တွေလုပ်လို့ရအောင်မလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့မစခင်မှာကျွန်တော်ဒီ Infinite Template ရဲ့ ability လေးကိုကျွန်တော်ရှင်းပြပေးခြင်းနေပေါ့နော်ပထမဆုံး Infinite Template မှာကျတော့ light attack ရှိမယ် light attack ကကျတော့သူက၄ခါခုတ်မယ်၄ခါခုတ်ပြောရလို့ရှိရင်သူကတစ်ခါ delay ရှိသွားမယ်ဒါကတော့သူ့ရဲ့ charge attack ပေါ့နော်သူ့ burst scale လို့လည်းခေါ်တယ်သူ့ရဲ့နာမည်ကတော့ flame lash သူက cooldown 5 second ရှိတယ်ပြီးတော့ကျွန်တော်ဒီ twin blade သုံးနေတဲ့အချိန်ကြလို့ရှိရင် twin blade ရဲ့အပေါ်မှာပေါ်တဲ့ဒီအနီရောင်တန်းလေးရှိတယ်အဲ့ဒါကို karmic flame လို့ခေါ်တယ်အဲ့ဒီ karmic flame က enemy ကိုခုတ်ရင်ခုတ်တဲ့လောက်ဒါလေးကပြည့်လာမယ်အဲ့ဒါအကုန်ပြည့်ရောက်သွားပြီဆိုလို့ရှိရင်ဒီ flame lash move ကိုသုံးလို့ရတယ်ဒီ flame lash move ကကြတော့သူကအဲ့လို combo တွေစတိုက်ပေးပြီးတော့enemy ကိုမနားတမ်းချတာပေါ့နော် twin blade ရဲ့ပထမဆုံး skill ကကျတော့ adult mind လို့ခေါ်တယ်အဲ့ adult mind ကကျတော့ဘာလုပ်တာလဲဆိုတော့သူကအရှိကိုဓာတ်နှချောင်းပစ်ပြီးတော့ခန္ဓာကိုယ်လှည့်ပစ်တာပြီးတော့သူက3ခါအထိစတိုက်သုံးလို့ရမယ်ပြီးတော့ cooldown က15 second ရှိမယ် second skill ကကျတော့ calamity screed လို့ခေါ်တယ်သူကကျတော့သူ့မှာရှိတဲ့ဓာတ်နှချောင်းတွေကအရှိကိုလှမ်းပြီးတော့ spin လုပ်လိုက်ပြီးတော့နောက်ကထပ်နေလို့ရှိရင်အဲ့ဒီဓာတ်နဲ့ပြန်ခုတ်တာမျိုးပေါ့အဲ့ဒါကတော့သူ့ရဲ့ cooldown က10 second ကွက်တိရှိမယ်ပြီးတော့နှစ်ခါစတိုက်နှိပ်လို့ရှိရင်တစ်ချက်ကလှည့်မယ်တစ်ချက်ကခုတ်မယ်နောက်ထပ် weapon ကကျတော့ moral rogue dart အမှန်တော့ moral rogue dart ကကျွန်တော်တို့ဒီ PVP ဆော့တဲ့အချိန်မှာဆိုလို့ရှိရင်အရင်အသုံးဝင်နေတဲ့မှာတော့မပါဘူးပေါ့နော်ဒါပေမဲ့ bamboo cut ကိုကျွန်တော်ကအဲ့လိုတူထားခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ moral rogue dart ကိုသုံးလိုက်တာဒါပေမဲ့သူ့မှာကအဲ့ infinite twin blade ကို buff ပေးလို့ရတဲ့အချက်တွေရှိတယ်ဘာလဲဆိုတော့သူ့ရဲ့ second skill ကကျတော့ road and rampage လို့ခေါ်တယ်cooldown ကကျတော့ 0.5 second ရှိမယ်ပြီးတော့အဲ့ဟာကိုပထမတစ်ချက်နှိပ်တယ်ဒုတိယချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ character က light attack ခုတ်လို့ရှိရင်မြေကြီးကနေပြီးအဲ့ rodent အဲ့လိုကြွက်လေးပေါ့ထွက်လာမယ်အဲ့ကြွက်လေးတွေကအဲ့လိုကိုချနေတဲ့ enemy ကိုလိုက်ပြီးတော့ damage လိုက်ပေးမယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကျတော့charge skill ကိုကျတော့ charge stance လို့ခေါ်တယ်ဒီကြိုးကိုလှည့်တာပေါ့ကြိုးကိုလှည့်မယ်ဆိုလို့ရှိရင်အရေးကြီးတာကကျတော့ 1.5 second လို့လို့ရှိရင်ဒီမြေကြီးကထွက်တဲ့ rodent တစ်ခုအပူထွက်လာမယ်တိုးတော့သုံးလို့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့အမှန်တော့အဲ့ဒီ charge skill ကို3ပြစ်လားဆိုတော့တောင်းဆိုလို့ရှိရင်3ပြစ်တဲ့နေရာမှာမပါဘူးဘာဖြစ်လို့လဲဆိုတော့1.5 second ဆိုတာ PVP မှာအရင်များတဲ့အချိန်တစ်ခုလိုဖြစ်နေတော့ကျွန်တော်တော်ရုံဆိုလို့ရှိရင်အဲ့ဒီဟာကိုမသုံးဘူးပြီးတော့ဒီ moral rogue dart မှာက channel skill ကအရင်ကြီးအသုံးဝင်နေတဲ့မှာမပါတဲ့အတွက်ကြောင့်မလို့ကျွန်တော် channel ဟာရောအသိပြီးမရှင်းပြပေးတော့ဘူးเนาะနောက်တစ်ခုကတော့ကျွန်တော် PVP မှာအရင်အသုံးဝင်တဲ့အရင်စကားပြောတဲ့အချက်ဖြစ်တဲ့ in a way ပေါ့နော် in a way မှာကျတော့ကျွန်တော်ခုသုံးနေတဲ့ in a way ကကျတော့ moral chain ရယ် echoes of oblivion ရယ် bitter season ရယ် fightful bleed ရယ် bleed ကတော့ကျွန်တော် mission တွေလုံးအားလုံးရနေကြပုံစံလေးပေါ့နော်ဒါလေးနဲ့သူကကျတော့ဘာပေးလဲဆိုတော့ bleed effect ပေးရဗျာ bleed က enemy ကိုသူကတွေးအဲ့လိုတောက်လျှောက်ရောနေအောင်ပေးရ debuff ပေါ့အဲ့တော့သူက bleed ကို5 stack အထိပေးနိုင်လို့ရှိရင်သူကpiercing effect ရမယ် piercing effect ဆိုတာ like physical penetration ပုံစံမျိုးပေါ့နော်အဲ့ဒါနှစ်ခါပေးမယ်ပြီးတော့ကိုယ်မှာရှိရဲ့ debuff အဲ့လို poison ဖြစ်ဖြစ် bleeding ဖြစ်နေတာဖြစ်ဖြစ်ကိုယ်ကောင်ကဖြစ်နေလို့ရှိရင်အဲ့ debuff ကိုချက်ချင်း cleanse ပေးရ effect ရမယ်နောက်တစ်ခုကကျတော့ bitter season ကကျတော့ပထမ fightful bleed လိုမျိုးပဲpoison effect ပေးရမှာနော်သူကကျတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ poison effect ကဟို 10% chance ဟိုဘက် enemy ကို poison effect ပေးနိုင်တယ်အဲ့ဒါကျတော့5 second ခံမယ်ပြီးတော့အဲ့ဒီ damage က5 second မှာ10 second ကို damage တစ်ခုပေးမယ်ပြီးတော့ဒီ poison က enemy ရဲ့ physical defense ကို10 second တိတိ 1.2% short ပေးလိုက်မယ်အဲ့ဒါ5ချိန်ထိ stack ပေးတယ် bitter season ကိုကျွန်တော်ဒီ PVP မှာကျတော့ debuff ပြီးကိုသုံးတာပေါ့နော်ပြီးတော့ဒီကောင်ကအဲ့လို damage လည်းအများကြီးထွက်တယ်ဆိုတော့ bitter season ကအရန်ကောင်းတဲ့ဟာတွေမှာပါပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အခုသုံးနေတဲ့Infinite Twin Blade ရဲ့ main in a way ဖြစ်တဲ့ Echoes of Oblivion သူကကျတော့ Twin Blade ရဲ့ light attack မှာသူက sin ဆွဲဟာကိုထည့်ပြီးရယ်ပြီးတော့ကျွန်တော်တို့ပထမကပြောရတဲ့အဲဒီ burst skill ဖြစ်တဲ့ flame lash ကိုပြောင်းလို့ရှိရင်တော့ karma mark တစ်ခုပေးမယ် target ကိုအဲဒီ sin ရော karma ရောနှစ်ခုလုံးပေးနိုင်လို့ရှိရင်ကျွန်တော်ရဲ့ light attack ကသူတို့ရဲ့ physical defense နဲ့ bamboo cut resistance ကို 10% ထိအောင် short ပေးရယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်အားလုံးတိမဲ့ moral chain ပေါ့နော် moral chain ကကျတော့သူ့အဓိက physical penetration တိုးပြီးလို့သုံးတာပေါ့
သူ့သုံးလိုက်မယ်ဆိုလို့ရှိရင် physical penetration ရယ် damage ရယ် healing ရယ်ကို 1% ထိတိုးပေးပြီးတော့8 second ခံမယ်ပေါ့ပြီးတော့သူကအဲ့ဒါ9ခါထိ stack လုပ်ပြီးရယ်9ခါထိ stack လုပ်ပြီးရယ်ဆိုတော့ဒီ moral chain ကတော်တော်ကြီးအဲ့လိုအရန်အရေးပါတယ်အသုံးဝင်တဲ့အားထဲမှာပါတယ်ပေါ့နော်ဟိုသူ့ထက်ကောင်းတဲ့ in a way မရှိတဲ့လောက်ကိုဖြစ်သွားတာပေါ့ပြီးတော့သူကရှိသမျှ weapon တွေအကုန်လုံးနဲ့လည်းသူက light တယ်ပေါ့ gear set အနေနဲ့ကကြတော့ကျွန်တော်အခုဓာတ်နဲ့ moral rope တက်ကိုကြတော့ swallow call set ကိုသုံးတယ် swallow call set ကကြတော့2 piece မှာဆိုလို့ရှိရင်သူက minimum physical attack ကို plus 34တိုးပေးရပေါ့4 piece အပြည့်ရသွားလို့ရှိရင်သူက light attack ကိုချီ40%အောက်ရော့နေတဲ့လူတွေဆိုလို့ရှိရင် 15% ပို့ပြီးတော့တိုးပေးပြီးတော့အဲ့လိုမောပြီးတော့ကျွန်တော်eliminate လုပ်လို့ရမယ့်အကောင်တွေကိုကြတော့ 5% ပို့ပြီးတော့တိုးပေးရပေါ့နော် armor set အနေနဲ့ကကြတော့ကျွန်တော် counter set ကိုသုံးတယ် counter set ကကြတော့2 piece ဆိုလို့ရှိရင် physical defense ကို plus 70 တိုးပေးပြီးတော့4 piece ဆိုလို့ရှိရင်ကြတော့တိတ်တော့အသုံးဝင်ပေါ့ PVP မှာသူက perfect dodge ထိုးနိုင်လို့ရှိရင်endurance 30တက်မယ်ပေါ့နည်းနည်းတော့နည်းနည်းလေးပဲဒါပေမဲ့ still endurance က endurance ပဲပေါ့ okay ကျွန်တော် mystic art ကိုတွားလိုက်အောင် mystic art မှာဆိုလို့ရှိရင်ကျွန်တော် personally ရမရှိမဖြစ်လိုရလို့ထင်တဲ့ဟာကကြတော့ cloud step ရယ်ပြီးတော့ wolf like frenzy ရယ် serene breeze ရယ်ဒီသုံးခုကတော့ကျွန်တော်တို့ PVP ဆော့ရလူတိုင်းမှာမရှိမဖြစ်ရှိကြလိမ့်မယ်လို့လည်းထင်ပါတယ်အဲ့တော့ရှင်းပြရမယ်ဆိုလို့ရှိရင် cloud step ကကြတော့ close range ရဲ့ ability ပေါ့နော်အဲ့လိုတနေရာကနေတနေရာကိုအမြန်ခုံပြီးတော့ကန်တာပေါ့ဥပမာဟိုဘက်က enemy ကအဝေးကြီးကိုပတ်ပြီးနေရတော့ကျွန်တော် light လို့မမီရဘူးဆိုလို့ရှိရင် damage လည်းပေးခြင်းနဲ့ close range လည်းယူခြင်းနဲ့ဆိုလို့ရှိရင် cloud step နဲ့ပြီးပြီးတော့ကန်လိုက်လို့ရှိရင်ဒီကောင်းဘက်ကအနည်းငယ် stand သွားတာမျိုးရှိတယ်နောက်တစ်ခုကကြတော့ Yaksha Rush ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ပြီးပြီးတော့လူစောင့်ကန်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါဘယ်နေရာမှာသုံးလို့ကောင်းလဲဆိုတော့ခုနကလည်းမျိုးပဲပြီးနေတဲ့ကောင်တွေတွေ့လို့ရှိရင်သူတို့ရဲ့ defense ကို break လုပ်တဲ့ဟာမှာလည်းပါတယ်ပြီးတော့ close range လုပ်လည်းရတယ်ပေါ့နော်သူ့မှာပါတဲ့ဟာကအဲ့လို close range လုပ်လိုက်လို့ရှိရင်ဒီဘောကိုမြောက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အချိန်ရတယ်ဒီ PVP ဆော့ရဆိုတာအဲ့လို split second လေးရအစကျွန်တော်တို့အမြင် decision ချရတာမလို့အဲ့ဒီလေဘောရောက်သွားပြီးတော့ဒီကောင် stand သွားတဲ့အချိန်တွေမှာကျွန်တော်တို့စဉ်းစားပြီးတော့ကိုယ်ဘာ move ကိုထပ်လုပ်ရင်ကောင်းမလဲဆိုတော့ဟာမျိုးတွေးလို့ရတဲ့ decision ချလို့ရတဲ့အချိန်တစ်ခုရသွားတယ်ပေါ့နော်နောက်တစ်ခုက leaping toad ကကြတော့ကျွန်တော်တို့ဘာလဲဆိုတော့ Kung Fu Hustle တွေကဖားတိုင်းပေါ့သူကကြတော့ဘာလုပ်ပြီးလဲဆိုတော့ဒီဖား form ကိုပြောင်းပြီးတော့3ခါစတိုက်ခုံလို့ရတယ်ဒါပေမဲ့ mostly PVP မှာကြတော့ကျွန်တော်တစ်ခါပဲသုံးကြရများတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဘက်က enemy ကကို combo တွေစတိုက်ကျွေးနေပြီကိုကလှုပ်လို့မရဘူးဆိုလို့ရှိရင်ဒီ leaping toad ကိုသုံးလိုက်လို့ရှိရင်ကိုကတစ်ချက်အရှိကိုခုန်သွားလိုက်လို့ရှိရင်သူကဟိုဘက်မှာရှိတဲ့ enemy ကိုလည်းတော့နောက်ကိုတွန်းထုတ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဟိုဘက်ကလုံနေတဲ့ combo ကလည်းလုတ်ပြက်ကြီးပြတ်သွားမယ်ပေါ့အဲ့ဒီကြောင့်မလို့ leaping toad ကိုသုံးကြရပါနောက်တစ်ခုကကျတော့ကျွန်တော်အကြိုက်ဆုံးလည်းဖြစ်တယ်လူတော်များများတော့ဒါကိုခွေးရိုက်ထုတ်လို့ခေါ်တယ်ဘာလဲဆိုတော့ wolf like frenzy ကကျတော့သူကအရန်လူသုံးလေးများတယ်ထိသွားပြီဆိုတော့သူကရှောင်မှုအရန်ခက်တယ်ပေါ့နော်ဒီပထမသူ့ရဲ့ရဲချင်းတစ်ချက်ကို parry မလုပ်နိုင်လို့ရှိရင်အဲ့ဒီချက်ကရှောင်မှုအရန်ခက်တယ်ပြီးတော့သူကဘာကောင်းလဲဆိုတော့ stand နိုင်မဟုတ်ဘဲနဲ့ enemy ရဲ့တော့ချီကိုက short ပြီးဒီချီကို short ပြီးတဲ့အတွက်ကြောင့်မလို့ဘယ်လိုလဲဆိုတော့ဟိုဘက်က armor break တာမြန်ကုန်နေပေါ့နော်ဒါပေမဲ့သူ့ရဲ့ cool down ကကျတော့ PVP မှာဆိုလို့ရှိရင်နည်းနည်းလေးများတယ်ပြီးတော့ vitality ကလည်းကုန်တာနည်းနည်းများတယ်ဆိုတော့အရင်စတိုက်ကြီးရော spam လို့ရမှာမဟုတ်ဘူးဒါပေမဲ့အရန်ကောင်းတဲ့ spam မှာပါပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် serene breeze ကကျတော့ကျွန်တော်တို့လူတော်များများရလာရပြီးတော့ PVP မဆော့လို့ရှိရင်မသိရဲ့ ability ပေါ့သူ့ကိုကျွန်တော် level များတင်လာပြီးတာကောင်းတယ်သူက mobile legend မှာဆိုလို့ရှိရင် purify နဲ့တူတယ်ပေါ့သူက cool down က PVP မှာဆိုလို့ရှိရင်အရန်ကြာတယ်စက္ကန့်40တောင်ဆိုတော့ဒါပေမဲ့သူကဘာဖြစ်လဲဆိုတော့ဟိုဘက်ကခုနကကျွန်တော်ပြောတဲ့ wolf like frenzy တို့ဒါမှမဟုတ်လေအဲ့လို spell combo တွေစတိုက်ကြီးကျွေးနေပြီကိုကလှုပ်လို့မရဘူးဆိုလို့ရှိရင်ဒီဟာကိုသုံးလိုက်လို့ရှိရင်ကိုခံရရဲ့ stand တွေအကုန်လုံးပြတ်သွားပြီးတော့ enemy က knockback effect တစ်ခုခံစားရမယ်ပေါ့နောက်ထပ်သုံးလို့ရရဲ့ ability ဆိုလို့ရှိရင်ကျတော့ free morph ကကျတော့ဘာလဲဆိုတော့သူကကျွန်တော်တို့မျက်နှာဖုံးနဲ့ boss နဲ့ fight တဲ့အချိန်မှာသူ့ရဲ့ attack ကို parry လုပ်နိုင်လို့ရှိရင်ရရဲ့ဟာသူကစတိုက်ကန်တာပေါ့နော်စတိုက်ကန်နေဆိုတော့သူ့ကိုဘယ်နေရာမှာအသုံးများကြလဲဆိုတော့ကျွန်တော်ဟိုဘက်က enemy ကအပေါ်ကချီကုန်သွားပြီဒီကောင်ကမောသွားပြီဒ
ဒီကောင် eliminate အကွက်လုပ်လို့ရတော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်ကအဲ့ဒါကိုတမ်းမလုပ်သေးဘဲနဲ့ free morph ကိုသုံးလို့ရှိရင်ဒီကောင်စတိုက်အကန်ခံရတာပေါ့အဲ့တော့ကျွန်တော်ဒီရှေ့မှာ inner way လည်းပြောသွားပြီ gear set တွေလည်းပြောသွားပြီ mystic art တွေလည်းအကုန်ပြောပြီးသွားပြီဆိုတော့နောက်ဆုံးကျွန်တော်တို့ဒီ infernal trimblade ရဲ့ combo လေးပြောလိုက်အောင် infernal trimblade ကကြတော့ကျွန်တော်ပြောရတဲ့အတိုင်းပဲတော့ပထမဦးဆုံးမှာ light attack ကိုတောက်လျှောက်သုံးရမယ်ဒါပေမဲ့ light attack ၄ချက်ပြီးတဲ့အချိန်မှာသူ့မှာဒီလေးအငင်းငယ်ရှိတဲ့ကြောင့်မို့ကျွန်တော်က light attack ကိုအပြည့်မသုံးဘယ်လိုမျိုးသုံးရမလဲဆိုတော့ light attack ကို1 2 3 3ခါသုံးမယ်ပြီးရင်ကျွန်တော် adult mind လှည့်ဟာကိုတစ်ခါထပ်သုံးမယ်ကျွန်တော်ပြပြမယ်1 2 3လှည့်မယ်โอเคအဲ့ဒါကိုကျွန်တော် spam ပြီးတော့သုံးတာများရပေါ့နော်ဟိုဘက်က enemy ကို1 2 3တောက်လျှောက် light attack နဲ့ပြီးလိုက်မယ်ပြီးရနေကျွန်တော် adult mind နဲ့တောက်လျှောက် drill လုပ်လိုက်မယ်အဲ့မျိုးနဲ့သုံးရရဲ့ပြင်မှာအဲ့ဒီ adult mind မရှိရတဲ့အချိန်ရလို့ရှိရင်ကျွန်တော်ဒီဒုတိယဓာတ်လေးအကွက်ကိုသုံးလို့ရတယ်သူ့ကြောင့်ဘယ်လိုသုံးလဲဆိုတော့အရှိရလိုမျိုးရဲ့ light attack က1 2 3ဓာတ်ကိုလှည့်ပြီးသွားရင်အဲ့ဟာကိုပြန်နှိပ်လိုက်လို့ရှိရင်ဓာတ်နဲ့ထပ်ခုတ်တယ်အဲ့ခုတ်တဲ့ဟာဒီ spell 2မှာသူက main damage ကိုပေးရပါတော့ damage အရင်အောက်ပို့အရင်များတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုသုံးလဲဆိုတော့1 2 3ဓာတ်ကိုလှည့်ရခုတ်တယ်ပြီးလို့ရှိရင်ကျွန်တော် adult mind ထပ်လှည့်အဲ့ဒါအောင်မှာကျွန်တော်ပို့ပြီးတော့ damage များအောင်သုံးနေတယ်ဆိုလို့ရှိရင် rogue drag ကိုပါသုံးလို့ရတယ်။ဘာလဲဆိုတော့ arena ဆောက်ရမယ်ဆိုလို့ရှိရင်ကျွန်တော် rogue drag နဲ့စမယ်။ rogue drag ကိုဆောက်သွားလို့ရှိရင်ကျွန်တော်ပုံမှန်ရှိတဲ့ rogue drag ကိုနှစ်ခါခေါ်လိုက်မယ်။ rogue drag ကိုတစ်ခါနှစ်ခါခေါ်လိုက်မယ်။ခေါ်ပွားလိဆိုလို့ရှိရင်ကျွန်တော် twin blade ကိုကောက်ပြောင်းလိုက်မယ်။ပြီးတော့ရင်ခုနကအတိုင်းပဲ1 2 3လှည့်မယ်။1 2 3ဓာတ်ကိုလှည့်ခုတ်ပြီးထပ်လှည့်မယ်။အဲ့ဒါဘာကောင်းသွားလဲဆိုတော့ဒီမြေကြီးပေါ်ကနေပြီးတော့ဒီ rogue drag လေးထွက်လာပြီးတော့ကျွန်တော် light attack ခုတ်နေတဲ့အချိန်လေးမှာ enemy ကို damage ပို့ပေးရတဲ့ကြောင့်ကျွန်တော် damage output ကနည်းနည်းပုံမှန်ထပ်စားလို့ရှိရင်နည်းနည်းပိုများသွားတာပေါ့နော် normally ကျွန်တော် PVP ဆောက်လို့ရှိရင်ကျတော့ rogue tag ကိုအရင်သုံးကြရတယ်မှာမပါဘူးဒါပေမဲ့ rogue tag ကိုဘယ်အချိန်ဒီမှာသုံးလဲဆိုလို့ရှိရင်ကျတော့ကျွန်တော် mobile user တွေနဲ့တွေ့လို့ရှိရင်ကျတော့သုံးတယ် mobile user တွေကတော့သူတို့မှာ AoE damage ပါတယ်ဒါကိုအောက်ကိုစိုက်လိုက်ပြီးတော့သူတို့ရဲ့ skill သုံးလိုက်လို့ရှိရင်ကျွန်တော်တို့အနားကိုခေါ်သွားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနားကတ်သွားလို့ရှိရင် auto stand နေအဲ့ဒီမှာ Soaring Breeze ကိုလည်းလွယ်လွယ်သုံးလိုက်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ကအဝေးကနေပြီးတော့သူ့ရဲ့ AoE area အပြင်ဘက်လေးကနေပြီးတော့ rogue tag နဲ့လှမ်းပြီးတော့ကျွန်တော် turning လုပ်ပြီးတော့ damage လှမ်းပေးလို့ရတယ်ပေါ့နော်အဓိကဒီ rogue tag မှာပါတဲ့ rogue tag effect ကိုကျွန်တော်ကလိုချင်လို့ rogue tag ကိုသုံးကြတာပေါ့ PVP မှာကျတော့အဲ့တော့ကျွန်တော်ကအရင် season တုန်းကကျတော့ကျွန်တော်ဒီ World Wings Meet ရဲ့ arena မှာကျွန်တော် Grandmaster 3 ထိရောက်ထားတယ်ကျွန်တော် legend တက်ဖို့ point 80လားမသိဘူးအဲ့လောက်လို့ကျွန်တော် legend မရောက်တော့အောင်နောက်ဆုံးမှာအဲ့တော့ကျွန်တော်အခုကျွန်တော်ကိုယ်တိုင် arena ချရတဲ့ကျွန်တော်ရဲ့ game လေးတချို့ကျွန်တော်ထည့်ပေးလိုက်ပါမယ်အားလုံးမကြည့်ပေးတဲ့ကြောင့်ကျေးဇူးပါ